ခမ်းသားတွေညိုမဲလို့စိတ်ညစ်နေတဲ့သူရှိလားနှခမ်းသားညိုခြင်းကအကြောင်းအရာမျိုးစုံရှိပါတယ်နှခမ်းသားညိုမဲတာကစလိတ်တောက်လို့လည်းညိုတယ်မွေးရပါအကြောင်းလည်းညိုတယ်နောက်တစ်ခုအနေနဲ့နှခမ်းနီဆိုးတဲ့အခါမှာဒီနှခမ်းနီတောက်နေတဲ့မှာပါတဲ့ခဲတဲ့တွေကြောင့်မို့လဲနှခမ်းသားတွေကညိုပါတယ်ဘလို့အကြောင်းအရာနဲ့ပဲနှခမ်းသားညိုဒီနှခမ်းသားညိုခြင်းပြဿနာကိုဖြေရှင်းလို့ရတဲ့နည်းပညာရှိပါတယ်plasma နည်းပညာနဲ့ဖြေရှင်းလို့ရှိရင်လည်းရတယ်လို့မျိုး PMU နည်းပညာနဲ့ပေါ့နော်semi permanent makeup တွေ permanent makeup တွေနဲ့နှခမ်းအယောင်သွင်းခြင်းနည်းပညာနဲ့လည်းနှခမ်းသားညိုခြင်းကိုဖြေရှင်းလို့ရပါတယ်ရှင်ဒီနှခမ်းသားညိုပြီးတော့မှနှခမ်းရဲ့အတွင်းသားမှာအစီပူလေးတွေအမဲဆက်လေးဖြစ်နေတာကတော့ဒီအယောင်သွင်းခြင်းနည်းပညာနဲ့ဖြေရှင်းဖို့တိတ်မလွယ်ပေမဲ့ plasma နည်းပညာနဲ့ဆိုလို့ရှိရင်တော့ပုံမလွယ်ကူပြီးတော့မှဒီထွက်တဲ့ result ကလည်းအရန်ကောင်းတယ်ပေါ့နော်နှခမ်းသားထဲမှာအဖြူအစီစီလေးတွေအမဲအကွက်ကွက်လေးတွေရှိမယ်နှခမ်းသားအရန်ညိုတယ်အမျိုးသားတွေအတွက်ဆိုလို့ရှိရင်လေဒီနှခမ်းသားညိုတာကိုတတူမထိုးခြင်းဘူးဆိုလို့ရှိရင်တော့ plasma နည်းပညာနဲ့နှခမ်းသားတွေကိုအညိုဖြောက်လို့ရပါပြီရှင်